လေးတို့ရေဒီနေ့မှာတော့ထူးဆန်းတဲ့စွမ်းအားတစ်ခုကိုပိုင်ဆိုင်ထားတဲ့ကေဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းကိုပြောပြမယ်နော်။နေ့တိုင်းမနက်ခင်းရောက်ရင်ကေကအိယာကနိုးမနက်စာစားပြီးကျောင်းကိုပုံမှန်ပဲသွားလေးရှိတယ်။အပြင်ပန်းကြည့်ရင်တော့အခြားကလေးတွေလိုပါပဲဒါပေမဲ့ကေကအခြားကလေးတွေနဲ့မတူတာတစ်ခုရှိတယ်။အဲ့ဒါကတော့သူကကျောင်းမှာအမြဲတမ်းတစ်ယောက်တည်းဖြစ်နေတာပါပဲတငယ်ချင်းလည်းမရှိသလိုနေ့လယ်စာစားချိန်ဆိုရင်လည်းအမြဲတမ်းတစ်ယောက်တည်းအထီးကျန်စွာစားရလေးရှိတယ်။အခြားကလေးတွေပျော်ပပဆော့ကစားပြီးရင်မောနေကြချိန်မှာကေကတော့တယောက်တည်းငေးကြည့်ရင်ငါကြမှဘာလို့အားလုံးနဲ့မတူပဲထူးခြားနေရတာလဲဆိုပြီးဝမ်းနဲ့စိတ်မကောင်းဖြစ်နေခဲ့ရတယ်။တရက်တော့ကေတို့ကျောင်းကိုဆရာမအစ်စ်တယောက်ရောက်လာခဲ့တယ်။အဲ့ဒီဆရာမကကြည့်ရတာအရန်ကိုတင်းမာခတ်ထန်ပြီးစိတ်ပုတ်မဲ့ပုံစံပဲဆရာမကိုမြင်ချင်းကေရဲ့ရင်ထဲမှာလန့်သွားပြီးစိတ်မကောင်းဖြစ်သွားတယ်။ကေရဲ့နေ့ရက်တွေကအဆင်မပြေလှတဲ့ကြားတယ်ဒီဆရာမကပို့ပြီးတော့တောင်ရက်ဆက်အောင်မဲ့ပုံပဲလေ။ဆရာမကကေကိုအော်ဟိတ်ငောင်ငန်းပြီးသူ့ကိုယ်သူအားငယ်အောင်အတုံးမကျတဲ့သူတယောက်လိုခံစားရအောင်လုပ်ခဲ့တယ်။အဲ့ဒီလိုနဲ့ကေတယောက်တည်းအားငယ်စိတ်မကောင်းဖြစ်နေတော့မှပဲထူးဆန်းတဲ့အရာတစ်ခုဖြစ်ပျက်ခဲ့ပါတော့တယ်။ကေကအဲ့ဒီဆရာမရဲ့စိတ်ထဲကတွေးတောနေတဲ့အရာတွေကိုရုတ်တရက်ကြားလိုက်ရတယ်။ဆရာမကကေရဲ့အပေါ်မှာဘလို့မကောင်းတဲ့အရာတွေတွေးနေလဲဆိုတာကိုကေအကုန်လုံးအာယုံခံပြီးသွားတာပေါ့ကေပထမတော့အယမ်းလန့်သွားပြီးကြောက်သွားခဲ့ပေမဲ့နောက်ထပ်ပိုပြီးထူးဆန်းတဲ့အရာတစ်ခုကိုသူထပ်မံတွေ့ရှိခဲ့ပြန်တယ်။အဲ့ဒါကတော့ကေကဆရာမရဲ့စိတ်ကူးတွေကိုပြောင်းလဲပစ်နိုင်တဲ့စွမ်းအားရှိနေတာပဲကေကသူ့ရဲ့လက်ကလေးကိုရင်ဘတ်ပေါ်တင်အာယုံစိုက်လိုက်တဲ့အခါမှာတော့သူ့ရဲ့ရင်ဘတ်ထဲကနေတောက်ပတဲ့အလင်းတန်းတစ်ခုထွက်ပေါ်လာပြီးဆရာမရဲ့နှလုံးသားစီကိုဆက်သွယ်သွားခဲ့တယ်။အဲ့ဒီနောက်မှာတော့ဆရာမရဲ့တင်းမာခတ်ထန်နေတဲ့မျက်နှာကြီးကချက်ချင်းဆိုသလိုနူးညံ့ပျော့ပြောင်းသွားပြီးကေရဲ့အပေါ်မှာကျင်နာတက်တဲ့ဂယုစိုက်တက်တဲ့ဆရာမတစ်ယောက်အဖြစ်ပြောင်းလဲသွားပါတော့တယ်။ကေကတော့သူ့မှာဒီလိုထူးခြားတဲ့စွမ်းအားတစ်ခုရှိနေတာကိုကိုယ်တိုင်တောင်မယုံနိုင်အောင်ဖြစ်သွားခဲ့ရတယ်။အဲ့ဒီနေ့ကစပြီးဆရာမကကေရဲ့အပေါ်မှာအယမ်းကိုကောင်းမွန်ကျင်နာပြီးကူညီပေးခဲ့တယ်ကေရဲ့ဆောင်မေးပွဲတွေကိုကူညီပေးုံတင်မကပဲစုတစိတ်ကျဲပွင့်လေးတွေပါပေးခဲ့တာပေါ့ကေလည်းသူ့ကိုယ်သူယုံကြည်မှုတွေရှိလာပြီးပျော်ရွှင်လာခဲ့တယ်ဒါပေမဲ့ကေကသူ့ရဲ့ဒီလိုဝက်ချက်စွမ်းအားကိုတော့ဘသူ့ကိုမှမပြောဘဲလှုပ်ဝက်ထားခဲ့တယ်တညမှာတော့ကေဟာကတင်ပေါ်မှာထိုင်နေရင်အဝေးတနေရာကကလေးမလေးတယောက်ရဲ့စိတ်ထဲကနေအကူအညီတောင်းနေတဲ့အတန်ကိုကြားလိုက်ရတယ်။အဲ့ဒီကလေးမလေးရဲ့နာမည်ကအမာတဲ့။သူကအခြားကျောင်းတစ်ခုကကျောင်းသူလေးပါအမာရဲ့ဆရာမကလည်းအရန်ကိုရက်ဆက်ပြီးတင်းမာလွန်းတာကြောင့်အမာခများနေ့တိုင်းစိတ်မကောင်းဖြစ်ပြီးငိုနေခဲ့ရတယ်။အဲ့ဒီအချိန်မှာပဲကေရဲ့အိတ်ခမ်းထဲမှာတောက်ပတဲ့ရောင်စင်တန်းတစ်ခုပေါ်လာခဲ့တယ်ကေကသူဘာလုပ်ရမလဲဆိုတာချက်ချင်းသိလိုက်ပြီးအဲ့ဒီဝင်ပေါက်ထဲကိုရဲရဲဝံ့ဝံ့လှမ်းဝင်လိုက်ပါတော့တယ်ကေကရောင်စင်တန်းထဲကနေတဆင့်အမာတို့ကျောင်းကိုချက်ချင်းရောက်သွားခဲ့တယ်ကျောင်းခန်းထဲမှာအမာလေးတယောက်တည်းအထီးကျန်စွာဝမ်းနေပူဆွေးပြီးထိုင်နေတာကိုကေမြင်တွေ့လိုက်ရတယ်ဒါကကေရင်တုံးကဖြစ်ခဲ့ဘူးတဲ့ပုံစံမျိုးပါပဲကေကသူ့ရဲ့ရင်ဘတ်ကအလင်းတန်းစွမ်းအားကိုသုံးပြီးအမာရဲ့ရက်ဆက်တဲ့ဆရာမကြီးကိုအာယုံစိုက်လိုက်တဲ့အလင်းတန်းကဆရာမကြီးရဲ့နှလုံးသားကိုချိတ်ဆက်မိသွားတဲ့အခါမှာတော့ဒေါသထွက်နေတဲ့ဆရာမကြီးရဲ့မျက်နှာကကျင်နာတတ်တဲ့မျက်နှာအဖြစ်ချက်ချင်းပြောင်းလဲသွားပါတော့တယ်အမာရဲ့ဆရာမဟာကေရဲ့ဆရာမလိုပဲအရန်ကိုနူးညံ့ပြီးဂယုစိုက်တတ်တဲ့သူဖြစ်သွားခဲ့ရတယ်အမာလေးကသူ့ရဲ့ကောင်းကေလာရောက်ကူညီပေးတဲ့အတွက်အရန်ကိုဝမ်းသာပြီးကေကိုဖက်လဲတကင်ကျေးဇူးတင်စကားပြောခဲ့တယ်။အမာလေးဟာကျောင်းမှာပထမဆုံးအကြိမ်ဖြစ်မျှော်လင့်ချက်တွေပျော်ရွှင်မှုတွေနဲ့ပြည့်နှက်သွားခဲ့ရတယ်။ဒီကျောင်းရာတွေကကလေးတွေကြားမှာတဖြည်းဖြည်းပြန့်နှံ့သွားပြီးကေဟာအခြားကျောင်းတွေကအကူအညီတောင်းတဲ့စိတ်ချင်းဆက်သွယ်တဲ့အတန်တွေကိုပိုပြီးကြားလာရတယ်။ဆရာမဆိုးတွေကြောင့်စိတ်ဒုက္ခရောက်နေရတဲ့ကလေးတွေကကေကိုမျှော်လင့်ချက်အဖြစ်အားကိုးလာကြတာပေါ့။ကေကလည်းအလင်းတန်းတွေကတဆင့်ကျောင်းမျိုးမျိုးကိုခရီးသွားပြီးသူ့ရဲ့နှလုံးသားအလင်းတန်းစွမ်းအားနဲ့ဆရာမတွေကိုကျင်နာတတ်တဲ့လမ်းပြသူတွေဖြစ်အောင်တယောက်ပြီးတယောက်ပြောင်းလဲပေးခဲ့တယ်ကေအတွက်ကတော့ဒီလိုကူညီပေးရတာဟာအရန်ကိုစိတ်လှုပ်ရှားဖို့ကောင်းတဲ့စွန့်စားခန်းတစ်ခုလိုပါပဲဒီလိုသူရဲ့ကောင်းဆန်တဲ့အလုပ်တွေကိုလုပ်နေပေမဲ့လည်းကေကတော့သူ့ရဲ့မူလအတိုင်းပဲကျောင်းမှာရိုးရိုးသားသားနေထိုင်ခဲ့တယ်ဒါပေမဲ့အခုဆိုရင်တော့ကေရဲ့ကိုယ်ပိုင်ကျောင်းမှာလည်းကေကတယောက်တည်းမဟုတ်တော့ပါဘူးသူ့ကိုချစ်ခင်မြတ်နိုးတဲ့သူ့ရဲ့တန်ဖိုးကိုသိတဲ့တငယ်ချင်းကောင်းတွေအများကြီးရရှိသွားခဲ့ပါပြီ။ညဘက်ရောက်ရင်ကေကသတင်းပေါက်ကနေတဆင့်ကောင်းကင်ကကျေတာရာတွေကိုကြည့်ပြီးသူလျှောက်ခဲ့တဲ့ခရီးစဉ်တွေကိုပြန်တွေးကပြုံးမိတယ်။သူကဘာကြီးကိုကောင်းမွန်တဲ့ပြောင်းလဲတွေလုပ်ပေးနိုင်ခဲ့တဲ့အတွက်သူ့ကိုယ်သူဂုဏ်ယူမိတာပေါ့။နောက်ထပ်လဲစွန့်စားခန်းတစ်တွေလာအောင်မယ်ဆိုတာသူသိနေတယ်။
ကောင်လေးကေရဲ့မြစ်တာအလင်းတန်းစွမ်းအားကြောင့်ပဲဆီယာမတွေကိုတယောက်ချင်းစီပြောင်းလဲပေးရင်းနဲ့ဒီကဘာကြီးဟာကလေးငယ်တွေအတွက်ပုံမလှပပြီးပျော်ရွှင်စရာကောင်းတဲ့နေရာလေးတစ်ခုဖြစ်လာခဲ့ပါတော့တယ်ကွယ်။ပုံမြင်လေးကတော့ဒါပါပဲကလေးတို့ရေ။